ငွေထက်တန်ဖိုးကြီးတဲ့ຢာခုနှစ်ခုကြောင့်ကိုဒီနေ့ပြပြပေးခြင်းပါတယ်ငွေဆိုတာဘဝမှာအရေးကြီးတယ်ဆိုပေမဲ့ငွေနဲ့ဝယ်လို့မရတဲ့ကျွန်တော်တို့ရဲ့ဘဝကိုပိုးပြီးအဓိပ္ပာယ်ရှိစေတဲ့ຢာတွေရှိနေပါတယ်ငွေရှိရင်အိမ်ဝယ်လို့ရတယ်ကားဝယ်လို့ရတယ်ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ဘဝကိုတကယ်ပျော်ရွှင်စေတဲ့အရာတွေစိတ်ကြည်နူးမှုကိုဖြည့်ဆည်းပေးနေတဲ့အရာတွေကိုငွေနဲ့ဝယ်လို့မရပါဘူးအဲ့ဒါတွေကနံပါတ်1ကတော့မိသားစုရဲ့ချစ်ခြင်းမေတ္တာပါဒါကဘဝမှာပတ်စံနေဘလောက်ပဲရှိရှိအစားထိုးလို့မရတဲ့အရာပါမိသားစုရဲ့နှွေးထွေးမှုအိမ်တော်ဘက်ရဲ့ထောက်ပံ့မှုသားသမီးတွေရဲ့ပြုံတွေကကျွန်တော်တို့ရဲ့ဘဝကိုပိုးပြီးတောက်ပစေပါတယ်ဘဝကိုပိုးပြီးပျော်ရွှင်စေပါတယ်ကဘာကျော်ဆိုင်းဆရာမကရိန်ကဒီလိုပြောပူပါတယ်ချစ်ချင်းမေတ္တာမရှိဘူးဆိုရင်ဘဝဆိုတာနေမရှိတဲ့ကောင်းကင်အတူတူပဲတဲ့စဉ်းစားကြည့်ပါကျွန်တော်တို့မှာပတ်စံနေအများကြီးရှိတယ်အင်ကြီးအိမ်ကောင်းမှာနေနိုင်နေဆိုပေမဲ့လို့အဲ့ဒီအိမ်ထဲမှာကျွန်တော်တို့ကိုချစ်တဲ့သူတွေကျွန်တော်တို့ချစ်တဲ့သူတွေမရှိဘူးဆိုရင်အဲ့ဒီအိမ်ကြီးကဗလာကျင်းနေတာနဲ့ဘာတူမှလဲတူတူပါပဲမိသားစုရဲ့ချစ်ချင်းဆိုတာငွေနဲ့ဝယ်လို့မရတဲ့ဖို့တန်ရတနာပါဒါကြောင့်ကျွန်တော်တို့ရဲ့မိသားစုတို့ကိုချိန်ပေးဖို့သူတို့ကိုကူးစိုက်ဖို့မေးလို့မဖြစ်ပါဘူးနံပါတ်2ကတော့ကျမ်းမာရေးပါကျမ်းမာရေးမကောင်းဘူးဆိုရင်ဘဝမှာပျော်ရွှင်စရာဆိုတာရှိမှမဟုတ်တော့ပါဘူးကျွန်တော်တို့စားချင်တာတွေလည်းစားလို့မရသွားချင်တာတွေလည်းသွားလို့မရလုပ်ချင်တာတွေလည်းလုပ်လို့မရတော့ပါဘူးဒီကြောင့်ကိုရှေ့ကဂရိတသနာပညာရှင်ဆော့ခရတီကဒီလိုပြောပူပါတယ်ကျမ်းမာရေးဆိုတာအကြီးမားဆုံးကောင်းကြီးတစ်ခုပါဒါမရှိရင်ဘယ်ရာကားမှတန်ဖိုးမရှိတော့ပါဘူးတဲ့တကယ်ပါကျမ်းမာရေးကအရာအလုံးရဲ့ခြေခံပါကျွန်တော်တို့တွေကျမ်းမာနေမှအလုပ်လုပ်နိုင်တယ်မိသားစုနဲ့ပျော်ရွှင်တာအချင်းကြီးပေါ်ဆောင်နိုင်ပါတယ်ဒါကြောင့်ကိုလက်လွတ်ရှာအားကစားမှုလုပ်ပါအာဟာရပြည့်အောင်စားပါအနားယူဖို့လည်းမမေ့ပါနဲ့ကျမ်းမာရေးကိုဂရုစိုက်တာဟာကျွန်တော်တို့ပေးတဲ့အကြီးမားဆုံးလက်ဆောင်ပါနံပါတ်3ကတော့အချိန်ပါအချိန်ဆိုတာငွေနဲ့ဝယ်လို့မရတဲ့အရာပါတစ်ခါဖြတ်ကျော်ပြီးသွားရင်ဘယ်တော့မှပြန်မရတော့တဲ့အရာပါဒါကြောင့်အချိန်ကိုဘယ်လိုအသုံးချလဲဆိုတာအရေးကြီးပါတယ်ဒီကြောင့်ကိုဘဂျမန်ဖရန်ကလင်ကဒီလိုပြောပူပါတယ်အချိန်ကိုဖြုံးနေရဆိုတာဘဝကိုဖြုံးနေကြတဲ့အတူတူပဲတဲ့ကျွန်တော်တို့မှာပတ်စံနေရှိပေမဲ့လို့အချိန်မရှိရင်အဲ့ဒီပတ်စံတွေကိုအသုံးချလို့မရပါဘူးမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်အချိန်တွေကိုမကုံဆုံးနိုင်ရင်ကိုချစ်တဲ့လူတွေနဲ့အမှတ်တရတွေမဖန်တီးနိုင်ဘူးဆိုရင်ပတ်စံရှိတာဟာတိတ်ပြတိတ်ပဲမရှိပါဘူးဒါကြောင့်အချင်းကိုတန်ဖိုးထားပါအရေးကြီးတဲ့လူတွေနဲ့ချိန်ပေးပါခွေးမှန်ချက်တွေကိုအကျိုးရှိရှိသုံးချဖို့လိုပါတယ်နံပါတ်4ကတော့မိတ်ဆွေတငယ်ချင်းတွေပါတကယ်တငယ်ချင်းစစ်မှန်ဆိုတာဘဝမှာအခက်အခဲတွေကြုံတဲ့အခါကျွန်တော်တို့ရဲ့ဘေးမှာရက်တီပေးတဲ့လူတွေပါသူတို့ရဲ့ထောက်ပံ့မှုရေမောစရာခိုက်တဲ့တွေကြင်ညံတွေကကျွန်တော်တို့ရဲ့ဘဝကိုပိုးပြီးနေတာထိုင်တာရှိစေပါတယ်ပိုးပြီးပျော်ရွှင်စေပါတယ်ဒီအကြောင်းကို result တူတက်ကဒီလိုပြောပူပါတယ်တငယ်ချင်းမရှိတဲ့ဘဝဟာတကိုယ်လေးကျွမ်းမနေရတယ်လို့ပဲတဲ့တကယ်တငယ်ချင်းစစ်မှန်တွေဆိုတာငွေနဲ့ဝယ်လို့မရတဲ့ဖူးတန်ရတနာတွေပါကျွန်တော်တို့မှာပတ်စံနေအများကြီးရှိပေမဲ့လို့စည်ရင်မှန်နဲ့ပြောပြဖို့အတူတူရေမဖို့အတူတူငိုကြွေးဖို့တငယ်ချင်းတွေမရှိဘူးဆိုရင်ဘဝဟာတိကျန်လွန်ပါတယ်ဒါကြောင့်မိတ်ဆွေတငယ်ချင်းတွေနဲ့ဆက်ဆံရေးကိုဂရုစိုက်ပါသူတို့တဲ့ချင်းပေးပါတကယ်တငယ်ချင်းတွေဆိုတာကျွန်တော်တို့ဘဝရဲ့အဖို့တန်ဆုံးရင်းမြစ်တွေပါပဲနံပါတ်5ကတော့လွတ်လပ်မှုပါလွတ်လပ်မှုဆိုတာကျွန်တော်တို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချနိုင်ဖို့ကျွန်တော်တို့လူချင်းတဲ့ဘဝကိုလွတ်လွတ်လပ်လပ်ဖြတ်သန်းနိုင်မှုပါဒါကလည်းငွေနဲ့ဝယ်လို့မရတဲ့အရာပါဒီကြောင့်ကိုဂျွန်လော့ကဒီလိုပြောပူပါတယ်လွတ်လပ်မှုမရှိတဲ့ဘဝဟာဂျွန်ဘဝနဲ့အတူတူပဲတဲ့ဘာမှမထူးဘူးကျွန်တော်တို့မှာပတ်စံနေအများကြီးရှိပေမဲ့လို့ကိုလှုပ်ချင်တဲ့ຢာကိုလှုပ်ပိုင်ခွင့်မရှိဘူးဆိုရင်ကိုယုံကြည်တဲ့ຢာကိုလွတ်လပ်စွာပြောဆိုခွင့်မရှိဘူးဆိုရင်အဲ့ဒီပတ်စံတွေကတိတ်ပြီးအသုံးဝင်ပါဘူးဒါကြောင့်ကျွန်တော်တို့ဘဝမှာလွတ်လပ်မှုကိုတန်ဖိုးထားဖို့လိုပါတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုကိုယ်ပိုင်ချပြီးကိုလိုချင်တဲ့ဘဝကိုရအောင်ကြိုးစားဖို့လိုပါတယ်နံပါတ်6ကတော့စိတ်အေးချမ်းမှုပါစိတ်အေးချမ်းမှုဆိုတာဘဝမှာအဆုံးစွန်တော့ပျော်ရွှင်မှုပါကျွန်တော်တို့မှာပတ်စံနေအများကြီးရှိပေမဲ့လို့ကျွန်တော်တို့ရဲ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေတောကတွေရှိနေမယ်ဆိုလို့ရှိရင်ဘဝပျော်ရွှင်မှာမဟုတ်ပါဘူးဒီကြောင့်ကိုဒလိုင်းလာမကဒီလိုပြောပူပါတယ်စိတ်အေးချမ်းမှုကပျော်ရွှင်မှုရဲ့အရင်မြစ်ပဲတဲ့စိတ်အေးချမ်းမှုဆိုတာရိုးရှင်းတဲ့အရာတွေကနေလည်းရရှိနိုင်ပါတယ်တရားတိုင်းတာတဘာဝတရားနဲ့ထိတွေ့တာကိုနားလည်ပေးတာတွေကစိတ်အေးချမ်းမှုကိုရစေပါတယ်ဒါကိုငွေနဲ့ဝယ်လို့မရပါဘူးဒါကြောင့်ကျွန်တော်တို့ဘဝမှာစိတ်အေးချမ်းမှုကိုဦးစားပေးဖို့လိုပါတယ်နောက်ဆုံးချက်နံပါတ်9ကတော့အဓိပ္ပာယ်ရှိတဲ့ရည်မှန်းချက်ပါဘဝမှာရည်မှန်းချက်တစ်ခုရှိရင်ကိုလုပ်တဲ့အရာတိုင်းဟာအဓိပ္ပာယ်ရှိတယ်လို့ခံစားရရင်ဒါဟာငွေတဲ့စာပေများစွာတန်ဖိုးရှိပါတယ်ဒီကြောင့်ကိုဗစ်တာဖရန်ကယ်ကဒီလိုပြောပူပါတယ်ဘဝရဲ့အဓိပ္ပာယ်ကိုရှာတွေ့တဲ့လူဟာဘလို့ခက်ခဲမဲ့ဆိုကြော်လွှားနိုင်တဲ့ရည်မှန်းချက်ရှိတဲ့ဘဝဆိုတာကျွန်တော်တို့ရဲ့အိမ်မက်တွေကိုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးတာပဲဖြစ်ပါတယ်ကျွန်တော်တို့နေထိုင်ရပတ်ဝန်းကျင်ကဘာကြီးကိုပိုကောင်းတဲ့နေရာဖြစ်အောင်လှုပ်ဆောင်တာလည်းဖြစ်နိုင်ပါတယ်အဲ့တော့ညီကုန်းကျုံအနေနဲ့ပြန်ပြောရလို့ရှိရင်ငွေချက်တန်ဖိုးကြီးတဲ့ຢာခုနှစ်ခုဆိုတာမိသားစုရဲ့ချစ်ချင်းမေတ္တာကျမ်းမာရေးအချိန်တငယ်ချင်းလွတ်လပ်မှုစိတ်အေးချမ်းမှုနဲ့အဓိပ္ပာယ်ရှိတဲ့ရည်မှန်းချက်တွေပါပဲဒီຢာတွေကိုဂရုစိုက်ရင်ကျွန်တော်တို့ရဲ့ဘဝပတ်စံတဲ့အစာပေါင်းများစွာပိုးပြီးတန်ဖိုးရှိလာမှာပါဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါမိတ်ဆွေရဲ့ဘဝမှာလည်းငွေတဲ့ပိုးပြီးတန်ဖိုးထားတဲ့ຢာတွေရှိတယ်ဆိုရင်အောက်က comment မှာပြောပြပေးစေချင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးနောက်သဘောကျတယ်ဆိုရင် like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ဗျာ